အခြားပိတ်ဖောက်တွေနဲ့မတူဘူးနော်အမပိတ်ဖောက်တွေကလေအချက်တွေစိတ်ပါတယ်ပွင့်ဖက်တွေကသူ့ဟာနဲ့သူနော်ဟိုအကွာအဝေးကြီးတွေမဟုတ်နီးညနာတွေမှာပဲသူအချက်အများကြီးလုပ်ပေးထားတယ် Hi အားလုံးပဲမင်္ဂလာပါ Eden Collection ကနေပြန်လည်ကြိုဆိုပါရစေကဲ Eden ကနေပြီးတော့တရှိပြီးဝတ်လို့ကောင်းမယ်နေရာဒီမှာပေါ့ဝတ်လို့ကောင်းမယ်ဝတ်လိုက်လို့ရှိရင်စိတ်ချမ်းသာစေမယ့်အင်ကြီးလေးကိုထုတ်ပေးထားတဲ့အသားလေးလေး recap ပြပေးမယ်နော်ကဲအသားလေးကကြတော့ပိတ်ဖောက်စာ BKK ပိတ်ဖောက်စာအသားလေးအစင်လေးကတော့အရန်လှတဲ့ပိတ်ဖောက်စာကိုစိတ်နေရပဲเนาะအရန်လှတဲ့ပိတ်ဖောက်စာလေးပါအဲ့ဒါလေးကိုအမကဒီဇိုင်းလေးကိုရိုးရှင်းရှင်းလေးလုပ်ပေးထားတယ် level လေးဆိုရင်ထပ်တုံလေးလုပ်ပေးထားတယ်အဲ့ဒါကိုဒီဇိုင်းပုံစံထပ်တုံလေးတွေနဲ့ရင်မုံပုံစံလေးအမဖန်တီးပေးထားတယ်ကဲကျဲသီးလေးဆိုလို့ရှိရင်လည်းရှားပကျဲသီးလေးเนาะဒီကျဲသီးလေးတွေကကန်ဒီလေးเนาะတကြားလုံးပုံစံပန်းပွင့်လေးတွေပေါ့เนาะကျဲသီးလေးတွေတအားလှပါတယ်အလှတက်ပေးထားတယ်အဲ့ဒါတွေကဘာမှရှာမရအောင်เนาะကျဲသီးကကဲလက်ကလေးဆိုရင်လည်းလက်ကိုလက်တစ်ဝက်လက်ကလေးကိုလက်ဖောင်းလေးပေါ့เนาะအတွန့်နည်းနည်းလေးပဲလုပ်ပေးထားပါတယ်အဲ့ဒါလေးလုပ်ထားတယ်ပြီးရင်အင်ကြီးအောက်နားလေးမှာဆိုရင်အမဂုံးလေးကိုအလှယူပေးထားတယ်အဲ့ဒါကရှေ့ချမ်းမှာရောနောက်ချမ်းမှာရောအမဂုံးလေးတွေပါမယ်เนาะအသားလေးလည်းတအားကောင်းတယ်ဝတ်လို့လည်းတက်ရှိတယ်ဝတ်လိုက်တာနဲ့ကိုဖီတက်ဖြစ်စေမဲ့ဒီဇိုင်းလေးပေါ့เนาะကဲ size လေးဆိုလို့ရှိရင်အမစီမှာ3 size ထွက်မယ်4-2-4-4-6ဆိုပြီးထွက်မယ်အယောင်လိုင်းကတော့6ကာလာလေးပဲထွက်တယ်ပေါ့เนาะအယောင်လိုင်းလေးကိုအမအနီးကပ်ပြပေးမယ်เนาะပထမရောင်လေးကိုကြတော့တန်ကြီးရောင်လေးပါမယ်နီညိုရောင်လေးပါမယ်ဒေါနာစိမ်းရောင်လေးပါမယ်ဘေဘီပင့်ကာလာလေးပါမယ်ကဲအဖြူပြက်ရောင်လေးပါမယ်နောက်ဆုံးရောင်လေးကကြတော့အဝါရောင်လေးပေါ့နော်အရောင်လေးတွေကလည်းတအားလာတယ်နွေရာသီမှာဒီအရောင်နုနုလေးတွေဝတ်တဲ့ခါမှာစိတ်ကိုတဖြစ်တဲ့အတွက်သူများကကြည့်လဲအေးချမ်းတယ်ကိုလည်းအေးချမ်းစေတဲ့အရောင်လေးတွေထုတ်ပေးထားတယ်ပေါ့နော်အဲ့ဒါလေးကိုလိုချင်တယ်ဆိုရင် Viber ဖုန်းနံပါတ်0943128857ကိုလက်ကဆက်သွယ်မှယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ချစ်ပေါက်တဲ့အားလုံးဇေယောက်ကောင်းကြပါစေရှင်